မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ချမ်းသာကြွယ်ဝခြင်းနဲ့လူမှုအဆင့်တန်းတွေကြားထဲမှာပိတ်မိနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့စိတ်ဝိညာဉ်အတွက်လွတ်မြောက်ရေးခီးစဉ် Lady Chatterley Lover ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်က18နှစ်ကျော်မှကြည်တင်တဲ့ဇာတ်လမ်းမျိုးဖြစ်ပြီးအချစ်နဲ့ပုပ္ပကိစ္စကိုလူသားဆန်မှုကဘယ်လိုပေါင်းကူးပေးတယ်လဲဆိုတာကိုလှလှပပရိုက်ပြထားတာပါပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့မတူဘဲအထက်တန်းလွှာအမျိုးသမီးတစ်ယောက်နဲ့ရိုးသားတဲ့ဥယျာဉ်မှုရဲ့တားမြစ်ချစ်ချင်းတွေကိုဖော်ပြရင်ကာမဂုဏ်ဆိုတာရုပ်ပိုင်းဆိုင်ရာစာနာပြေဝယုံတတ်တတ်မဟုတ်ပဲစိတ်မှန်တဲ့စိတ်ခံစားမှုအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတာကိုပါမိမောင်းထိုးပြထားတာပါကဘာကျော်ဝိထုတပုတ်ကိုအခြေခံထားတဲ့ဒီရုပ်ရှင်ကစီးစိမ်ဥစ္စာနဲ့အထီးကျန်မှုလူမှုစည်းကမ်းနဲ့မလွန်ဆန်နိုင်တဲ့သဘာဝတို့ကြားကရှုပ်ထွေးနေတဲ့ခံစားမှုအတက်ကြတွေတဲ့ကိုဆွဲခေါ်သွားမဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်ဇာလန်စာကိုနီဆိုတဲ့အမျိုးသမီးတစ်ယောက်ကလှလှပပနဲ့ပြည်ပြည့်စုံတဲ့ဘဝကိုအပြည့်အဝခံစားခြင်းလို့Clifford Chatterley ဆိုတဲ့လူခုံတန်တယောက်နဲ့လက်ထပ်ပြီးအနာဂတ်အတွက်အိမ်မက်တွေမဲ့ရင်ကြည်နူးပျော်ရွှင်နေခဲ့တယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်လွန်လို့မင်္ဂလာဆောင်ပြီးမကြခင်မှာပဲစစ်ပွဲထဲပါသွားတဲ့ Clifford ကခါးအောက်ပိုင်းသေးပြီးဘီတက်ကလထိုင်ပေါ်မှာတသက်လုံးနေသွားရမယ်လူမမတယောက်အဖြစ်နဲ့ပြန်ရောက်လာခဲ့တယ်။ဒါပြင်တည်သွားတဲ့အောက်ပိုင်းမှာဘာညာကိစ္စတွေပါမစွမ်းဆောင်နိုင်တော့လို့စိတ်ဓာတ်တွေကျနေတဲ့ Clifford လည်းသူ့ရဲ့ဘိုးဘွားပိုင်အိမ်တော်ကြီးဖြစ်တဲ့ဝါဘီကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ဝါဘီအိမ်တော်ကြီးမှာကိုနီကခင်မိုးဖြစ်သူ Clifford ကိုဂရုတစိုက်နဲ့ပြုစုဆောင်ရှောက်ပေးပေမဲ့သူတို့ရဲ့အိမ်တော်ရေးဘဝကတဖြည်းဖြည်းအေးဆက်လာခဲ့ကြတယ်။ Clifford ကလည်းသူ့ရဲ့ကိုလက်အင်ကချိုးရဲမှုကိုအကြောင်းပြုပြီးစိတ်ပိုင်းဆိုင်ရာကြမ်းတမ်းလာသလိုစာပေရေးသားခြင်းနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေလောက်ပဲအာရုံစိုက်လာခဲ့တယ်။ညဘက်တွေဆိုရင်အေးရတစ်ခုထဲမှာနှစ်ယောက်အတူတူအိတ်ကြပေမဲ့ကာယပိုင်းထိတွေ့မှုတွေချော့ပြီးအတင်းတင်းပဲချစ်တင်းတော်မှုတွေကတော့လုံးဝပျောက်ဆုံးသွားခဲ့တယ်။တစ်ချိန်တည်းမှာပဲကိုနီးရဲ့ငယ်ရွယ်တဲ့စိတ်ကလွတ်လပ်မှုနဲ့နှွေးထွေးမှုကိုတန်တာရင်ကြီးမားတဲ့အိမ်တော်ကြီးရဲ့အခန်းတွေထဲမှာစာအုပ်တွေကြားမှာပိတ်မိနေသလိုခံစားနေကြရတယ်။အချိန်တွေကြာလာတော့ Clifford ဘက်ကသူ့မှာသားသမီးမရှိရင်မျိုးဆက်ပြတ်သွားမှာကိုစိုးရိမ်လာလို့ကိုနီလုံးဝထင်မှတ်မထားတဲ့စကားတစ်ခုကိုစာပြောလာခဲ့တယ်။သူတို့နဲ့အဆင့်တန်းချင်းတူတယ်။ယောက်ျားတစ်ယောက်နဲ့သွားအေးပြီးခလေးယူဖို့ဆုံးဖြတ်ထားပေမဲ့နောက်ဆက်တွဲအနေနဲ့တန်ရုံးစင်တွေညှိမသွားစေဖို့ကြိုပြီးပိတ်ထားလိုက်တယ်။ကိုနီကတော့သူ့ကိုလူတစ်ယောက်လိုမှမြင်ပဲမျိုးရိုးဆက်ခံဖို့အတွက်တားဖောက်ဆက်လို့မြင်နေတဲ့Clifford ကြောင့်နှိမ့်စင်တဲ့အများစိတ်ဆင်းရဲနေခဲ့ရတယ်။မုံကျက်နေတဲ့အင်ဂျီတွေကနေတောအုပ်တွေဘက်ကိုလမ်းလျှောက်ထွက်လာတဲ့အချိန်မှာ Oliver ဆိုတဲ့စစ်မှုထမ်းဟောင်းဥယျာဉ်မှုတစ်ယောက်နဲ့မမျှော်လင့်မဲဆုံတွေ့ခဲ့ကြတယ်။ Oliver ကအပြောဆိုကြမ်းတမ်းတတ်ပေမဲ့ရိုးသားပြီးတဘာဝကျတဲ့တီဂျီခံရမှုကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။သူရဲ့ပုံစံကအထက်တန်းလွှာတွေနဲ့ဝေဝေးနေပြီးတဘာဝတရားထဲမှာထိတွေ့နေရတဲ့ရိုးရိုးရှင်းရှင်းဘဝကိုပဲကြိုက်လို့အလုံးရှင်ဖြစ်တဲ့ကိုနီကိုတော့မကောင်းတတ်လို့ပြန်ပြောနေရတဲ့ပုံစံမျိုးနဲ့ပဲဆက်ဆံနေခဲ့တယ်။ဒါပေမဲ့ကိုနီကတော့တဘာဝတရားနဲ့တသားတည်းဖြစ်နေတဲ့ Oliver ရဲ့ဘဝနေထိုင်မှုပုံစံကိုစိတ်ဝင်စားလာလို့တစ်တော်တွေကိုမကြာခဏသွားပြီးစကားတွေပြောရင်အချိန်ဖြုံးနေခဲ့တယ်။ကိုနီကသူ့ရဲ့အိမ်တော်ရေးနဲ့လူမှုပတ်ဝန်းကျင်ကြောင့်စိတ်ဓာတ်တွေကျပြီးငိုကြွေးနေတဲ့အချိန် Oliver ကနှိမ့်သိပ်ပေးရင်သူတို့နှစ်ယောက်ကြားမှာထူးခြားတဲ့ဆွေးဆောင်မှုတစ်ခုစတင်ဖြစ်ပေါ်သွားခဲ့တယ်။ကိစ္စတွေပြီးသွားတယ်သူတို့နှစ်ယောက်ကြားမှာရှက်ရွံ့မှုထက်နားလည်မှုတစ်ခုတည်ဆောက်မိသွားသလိုကိုနီကလည်းဘဝမှာတစ်ခါမှမရဘူးတဲ့လူသားအဆန်ဆုံးနှွေးထွေးမှုကိုရရှိသွားလို့သူတို့ရဲ့တားမြစ်အချစ်ဆက်လက်ရဲ့အစားဖြစ်လာခဲ့တယ်။ဆာချင်းမှာတော့နှစ်ယောက်စလုံးကနည်းနည်းစိတ်မသက်မသာဖြစ်နေကြပေမဲ့ကိုနီကလည်းအဲ့ဒီတောအုပ်လေးစီကိုနေတိုင်းလိုခြေဦးလှည့်လာခဲ့တယ်။ဒီဆက်ဆံရေးကကိုနီရဲ့ဘဝကိုအကြီးကျယ်ပြောင်းလဲစေပြီးခင်မွန်းတဲ့ Clifford ဘက်ကဘယ်တော့မှပေးဆန်းနိုင်ခြင်းမရှိတဲ့ကာယပိုင်းဆိုင်ရာစိတ်ကြည်နက်မှုကို Oliver စီကနေရရှိသွားခဲ့တယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းနေမှုကိစ္စတတ်တတ်မဟုတ်တော့ပဲနှဆိုင်တဲ့စိတ်ခံစားမှုတွေကနေအချစ်အဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ Clifford ကလည်းသူရဲ့စာရေးတဲ့အလုပ်ကိုဆုံးပြီးကြောင်ပြီးသွေးလုပ်ငန်းကိုအာရုံစိုက်နေလို့လူတွေထက်စက်ပစ္စည်းတွေကိုပိုယုံကြည်လာတဲ့ပုံစံဖြစ်ပြီးမိုင်းတွင်းအလုပ်သမားတွေအပေါ်မှာလူလိုမမြင်ပဲဆက်ရန်တရားအစိတ်ပိုင်းတွေလိုပဲသဘောထားလာခဲ့တယ်။ဒီအချက်ကလင်မယားနှစ်ယောက်ကြားမှာအကြီးဆုံးကွာဟချက်ဖြစ်ပြီးတဘာဝတရားနဲ့လူမြင့်တာကိုကိုနီတောင်းတနေတဲ့အချိန်မှာ Clifford ကလည်းစက်မှုလုပ်ငန်းနဲ့အာဏာကိုပဲမမောနေခဲ့တယ်။ဒီလိုနှစ်ချမ်းကွဲနေတဲ့ဘဝကကိုနီအတွက်စိတ်ဖိစီးမှုတွေဖြစ်စေပြီးတခြားတစ်ဖက်မှာလည်းအထက်တန်းလွှာရဲ့မျက်နှာဖုံးအောက်ကအေးဆက်တဲ့အိမ်အောင်ရှင်မဘဝကိုဂုံတိတ်ခါရှိဖြတ်တန်းနေခဲ့ရတယ်။နောက်တစ်ဖက်မှာလည်းတစ်တော်တွေကရိုးသားပြီးနှွေးထွေးတဲ့ချစ်သူရဲ့ဘဝနှစ်ခုကြားမှာကိုနီအတွက်ရွေးချယ်စရာလမ်းနှစ်သွဲကိုရင်ဆိုင်နေခဲ့ရတယ်။ဒီရုပ်ရှင်ရဲ့အလှပဆုံးနဲ့အရေးကြီးဆုံးအခန်းတစ်ခုကတဲကြီးမဲကြီးရွာနေတဲ့မိုးရီတွေကြားမှာအဝတ်တွေချွတ်ချပြီးပြေးလွှားစော်ကစားနေကြတဲ့ဇက်ဝင်ခမ်းပဲဖြစ်ပါတယ်။ဒါကရိုးရိုးညဉ့်ညမ်းတဲ့သဘောမျိုးမဟုတ်ပဲကိုနီအတွက်တော့သူ
သူ့ကိုချုံနှောင်ထားတဲ့လေဒီဆိုတဲ့ဂုံပုတ်တွေလူအတိုင်းဝိုင်းရဲ့စီကံတွေကိုအကုန်ချွတ်ချပြီးတဘာဝတရားထဲမှာလွတ်လပ်သွားတဲ့သဘောမျိုးပါပဲ။အိုလီဗာအတွက်လည်းသူ့ရဲ့နာကျင်စရာအတိတ်တွေလူဒန်းစားနှိမ်ချမှုတွေကိုမေ့ပြီးလူသားတစ်ယောက်အနေနဲ့လွတ်လပ်ခွင့်ရသွားတာမျိုးဖြစ်လို့နှစ်ယောက်သားမိုးရီထဲမှာကလေးတွေလိုပျော်မြူးပြစ်လိုက်ကြတယ်။အဓိကဇဝင်ခံတွေကိုမှဖျားသားခွင့်မရတာတော့အားလင်းနာပါတယ်။ငေါတောက်တွေနဲ့ပေါ်တီကြီးတွေရှောက်ပတ်ပြေးနေကြလို့နားလည်ပေးကြပါခင်ဗျာ။ဒီဇလန်ကိုပိုပြီးရှုပ်ထွေးသွားစေတာကတော့ဘိုက်တွေပါထားကြည့်သွားလို့ကလစ်ဖို့လက်ခံထားသလိုလူခုံတန်တယောက်နဲ့မဟုတ်ပဲဥယျာဉ်မှုတယောက်နဲ့ဖြစ်နေတာကအခက်တွေ့သွားစေခဲ့တယ်။ကလစ်ဖို့လိုချင်နေတဲ့အမွေဆက်ခံသူရဖို့ဘေးနစ်မျိုးကိုခရီးထွက်ပြီးလူခုံတန်တစ်ကောင်နဲ့ကလေးရအောင်ပြင်ခဲ့မယ်ဆိုတဲ့လှုပ်ဆက်တစ်ခုကိုကြိုတင်စီစဉ်ထားလိုက်ကြတယ်။ဘေနစ်ကိုသွားဖို့အတွက်ကိုနီမာဟီရာရောက်လာတော့မှပေါ်ပါလန်းဆန်းနေတဲ့ညီမဖြစ်သူကိုကြည့်ပြီးစိတ်ချမ်းသာသွားခဲ့ပေမဲ့ကိုအိမ်ကအလုပ်သမားနဲ့ပြန်ဖြစ်နေတာကိုသိမှချက်ချင်းမျက်နှာပြတ်သွားခဲ့တယ်။ခရီးမထွက်ခင်အိုလီဗာအခန်းမှာတ냐အိတ်ဖို့သဘောတူထားလို့လိုက်ပို့ပြီးတဲ့ဟီတာလည်းထိုင်တော့မထိုင်ပဲသူညီမရဲ့ရှီရိအတွက်အဓိကနဲ့တာမညာကိုခွဲခြားပြီးဆုံးဖြတ်ခိုင်းလိုက်တယ်။ကိုနီကတော့ခရီးမဆိုင်ပဲခဏတာခွဲခွာနေဖို့အတွက်နှုတ်ဆက်ဘုတ်ဘက်လေးတွေလုံနေကြတဲ့အချိန်မှာတကယ်ကိုအားသွန်ခွန်ဆိုင်နေမလို့ဘရာသာတို့အကြိုက်တွေ့စေမဲ့ဇက်ဝင်ခံပဲဖြစ်ပါတယ်။နောက်နေ့ကျမှကိုနီလည်းသူ့မလာခေါ်ရင်နောက်လိုက်သွားပြီးကိုဝန်ရှိနေတဲ့အကြောင်းပြောပြရင်ကလစ်ဖိုနဲ့ကွာရှင်းချင်ကြောင်းအဖေဖြစ်သူစီမှာခွင့်တောင်းကြည့်လိုက်တယ်။ဘူရော့ကတော့သူသမီးရဲ့ခံစားချက်တွေကိုနားလည်ပေမဲ့လက်ရှိအနေအထားလေးပြတ်သွားမှာဆိုလို့ကလစ်ဖိုရဲ့ချမ်းသာကြွယ်ဝမှုအောက်ကနေပဲလှုပ်ချင်ရလို့ဆိုပြီးမြောက်ပေးလိုက်တယ်။အိုလီဗာအခန်းထဲကကိုနီရဲ့စာအုပ်လေးတုပ်ကိုရှာတွေ့သွားသလိုရွာတွေကအတင်းဖြင်းတွေကလည်းကလစ်ဖိုရဲ့နာကိုတက်မတ်ရောက်သွားလို့အကြီးကျယ်ပေါက်ကွဲနေခဲ့တယ်။သူမိမဖောက်ပြန်တာကိုခွင်းလွတ်နိုင်ပေမဲ့အိမ်ရဲ့အလုပ်သမားနဲ့ဖြစ်နေတဲ့ဆိုတာကတော့သူ့ရဲ့မာနကိုစော်ကားတာလို့ယူဆသွားခဲ့တယ်။အိုလီဗာကိုအလုပ်ထုတ်ပစ်လိုက်လို့ခရီးကပြန်ရောက်လာတဲ့ကိုနီကလည်းနောက်ဆုံးအနေနဲ့သွားနှုတ်ဆက်ရင်သူတို့နှစ်ယောက်ရဲ့အချစ်တွေကကလစ်ဖိုရဲ့ပိုင်ဆိုင်မှုတွေထက်ပိုခိုင်မာနေကြောင်းသိလိုက်ရတယ်။အိုလီဗာထွက်သွားပြီးနောက်မှာတော့ကိုနီတို့လင်မယားနှစ်ယောက်လည်းအခြေတင်တွေဖြစ်ပြီးလူသိရှင်ကြားဖြစ်ထားတဲ့ကိစ္စတွေကြောင့်ကလေးကိုလက်မခံနိုင်ကြောင်းကလစ်ဖိုလည်းပြပြတသားပဲညင်းပစ်လိုက်တယ်။ကိုနီကလည်းဘာကိုမှဂရုမစိုက်တော့ပဲကလစ်ဖိုရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့သူ့ရဲ့ဂုဏ်ပုံလေဒီဆိုတာကိုပါဆွန့်လွတ်ပြီးစိတ်မှန်တဲ့ချစ်ချင်းမြတ်တာတွေရှိရာအိုလီဗာနောက်ကိုလိုက်သွားဖို့ပဲဆုံးဖြတ်ပြစ်လိုက်တော့တယ်။ကလစ်ဖိုကလည်းကွာရှင်းမပေးပဲကိုနီကိုအကျဉ်းသားတယောက်လိုအပိုင်စီးလိုစိတ်တွေနဲ့ထိချုပ်ဖို့ကြိုးစားနေတဲ့ကြကလွတ်လပ်တဲ့ဘဝတည်စီကိုသွားဖို့ထွက်လာခဲ့လိုက်တော့တယ်။လောလောဆယ်မှာတော့အိုလီဗာကဘယ်ထွက်သွားမှမသိတော့စုံစမ်းရေးလမ်းပြောင်းနေတဲ့အချိန်မှာပဝင်းကျင်ရဲ့အတင်းပြင်းတွေကလည်းတဖြည်းဖြည်းပိုဆိုးလာတော့လန်ဒန်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ချိန်တွေကြာပြီးနောက်မှာအိုလီဗာစီကစားတစောင်ရောက်လာပြီးစကော့တလန်ရောက်နေကြောင်းသိလိုက်ရလို့နောက်ကလိုက်သွားတော့မှစစ်မှန်တဲ့ချစ်ချင်းတွေနဲ့ပြန်လဲပေါင်းစည်းသွားရင်ဇာလန်းလေးလည်းပြီးဆုံးသွားပါပြီ။ဒီဇာကားလေးမှာပေးချင်တဲ့ message ကတော့ချစ်ချင်းမြတ်တာဆိုတာကျင်နာမှုရှိရမယ်ဆိုတာပါပဲ။နူးညံ့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။